ဒါကျွန်တော်အမှန်ပြောပြတာဥပမာရခိုင်မှာဖြစ်တယ်ဟိုတနေ့ကစစ်တုပ်ပန်းနှစ်ယောက်ကိုတတ်ဖြတ်တယ်45 right ကတင်ပြတယ်ဟုတ်တယ်45 right ကသူတင်ပြရမယ်သူ NGO လုပ်ငန်းသူတင်ပြတာဟိုဘက်မှာဖြစ်နေတဲ့အခြေအနေတွေကိုလည်းသူအသေးစိတ်သိပြီးတင်ပြတာမဟုတ်ဘူးဒါကိုအာရခတက်တော်ကလည်းအရေးယူဆောင်ရွက်ပြီးသားဖြစ်တယ်ကျွန်တော်ကလည်းဟိုတနေ့ကအကြံပြုတယ်ခင်ဗျားတို့ဘလို့အရေးယူဆောင်ရွက်တယ်ဆိုတော့ဒီ document นี่ဆောင်ရွက်ပုံလေးတွေတော့စနစ်တကျချပြဖို့လိုအပ်တယ်ဘာလို့ဆိုဘုံမင်းအောင်လှိုင်တို့ဟို2019လူမျိုးလုံးတပ်ဖြတ်မှုကြီးပြီးသွားလို့ကဘာကတွန်းအားပေးလာတဲ့အချိန်2018 10လပိုင်းမဟာဘဒုဆိုပြီးတော့ထောင်ဒဏ်နေပေးပြီးတော့2019 3လပိုင်းမှာအကုန်လုံးပြန်လွှတ်ပြီးအခုဥပိုင်မှာဒရိုက်တာအဖွဲ့တော်ခန့်ထားသေးတယ်အဲ့လိုတော့ဖြစ်လို့မရဘူးဒါကိုပြောတာအခုဘုံမရောက်လည်းဥပိုင်ဒရိုက်တာထဲမှာအဲ့ဒါမောင်တော်မှာတိုက်ခဲ့တဲ့အဓိကအရေးပါတဲ့ကောင်တွေဒရိုက်တာဘုတ်တယ်မှာကျွန်တော်တို့မှာစီးရင်နေရှိတယ်မပြောသေးတာရုပ်ဒီအတန်ဒီနော်အဲ့ဒါတွေကတစ်ချိန်ကျရင်ထွက်လာလိမ့်မယ်ကြည့်နေလိုက်ကမကြီးအရန်ပွင့်လင်းသွားပြီစိန်ခေါ်လိုက်လေလောကမှာလိပ်ပြလုံးကိုလို့တိုင်းရင်းသားတွေလွန်ခဲ့တဲ့နှစ်30တည်းကအဲ့ဒီမှာနေနေကြကျွန်တော်အဲ့ဒီအတွက်တော့စိတ်မကောင်းဘူးဒီ UNHCR နဲ့ MOI နဲ့အဲ့ဒီနိုင်ငံရဲ့ဒေတာကပြည်သေးရေးနဲ့အကုန်ပေါင်းရိုက်နေတဲ့အကွက်တွေဒါတွေလည်းရှိတယ်ဟုတ်ပလားဆိုတော့စိတ်ရှိပေးကြပါဒါကတော့မဆတ်ထရန့်ရဲ့ကိစ္စဒီခင်ဗျားတို့နဲ့ပတ်သက်တာကိုကျွန်တော်ပြောတာဟုတ်ရုရှားကိစ္စတွေအရှေ့လေပိုင်းကိစ္စတွေအေရှားကိစ္စတွေဒါတွေတော့ကျွန်တော်မပြောဘူးအခုဖြစ်နေတဲ့အခြေအနေမှာအဲ့ဒီလှော်နေတဲ့သတင်းဌာနတွေကဒါကိုစီစစ်နေကြောင်းကိုတော့အသေးချာတင်းမထုတ်ပြန်ဘူးဒါကိုကျွန်တော်ပြောပြဒုတိယကျွန်တော်ပြောချင်တဲ့အပိုင်းကရောက်လာအဲ့ဒါဘာလဲဆိုတော့မြန်မာပြည်အခြေအနေကိုကျွန်တော်ရှင်းပြကြားဖြန့်ကိစ္စနဲ့ပတ်သက်ကြားဖြန့်လုပ်နေတာအခုမှလည်းမဟုတ်ကြားဖြန့်ကခိုးကြောင်ခိုးဝက်နေလေလောက်တာမဟုတ်ခင်ဗျားတို့သွားမေးကြည့်ပေါ်တင်လောက်တာကဘာပေါ်မှာမျက်နှာပြောင်တိုက်ပြီးတော့လူပါအဝဆုံးမာဖီးယားဂိုင်းတရုတ်ကမွေးထုတ်လိုက်တဲ့မာဖီးယားဂိုင်းကိုပြပါဆိုရင်ကြားဖြန့်မယ်โอเคဘဒုစီကဘလို့ပြန်ပေးဆွဲပြီးဘလောက်ယူလိုက်တယ်ဘသူကိုရိုက်နှက်တယ်ဘသူကိုတတ်ဖြတ်တယ်အကုန်လုံးပေါ်တင်လို့ right အဲ့ဒီလုတ်တမျှအားလုံးကိုအကာအကွယ်ပေးခဲ့တာမသိချင်အောင်ဆောင်ခဲ့တာလေတရုတ်ပဲဒါခင်ဗျားတို့ကျွန်တော်ပြောပြတာအခုခင်ဗျားတို့စီမှာရစရာယူစရာဖန်တီးစရာရွှေ့ပြောင်းစရာဖဲချက်တွေရှိလာလို့တရုတ်ကဟာဒါဟာလူခွင့်ချိုးဖောက်တယ်လို့ဟာရာဇဝမှုမြောက်တယ်ဟာတရုတ်ဒီအဲ့လိုဖြစ်နေတယ်โอเคဒါကျွန်တော်အပန်းပြောတာအခုထိုင်းဆိုရင်တွားလေမဲ့ခီးတဲ့12တန်းခွဲကျော်ကန်ဆယ်လုပ်လိုက်ပြီထိုင်းအော်ထွက်သွားတယ်ကျွန်တော်ပြောတယ်လေခင်ဗျားတို့ရေးတင်လိုက်လို့ကျွန်တော်ပြောတယ်ဟာခင်ဗျားတို့ကရေးမတင်တာတရုတ်တနိုင်ငံလုံးရေးတင်တယ်ဗျာကဲအဲ့ဒါကြတော့ခင်ဗျာကျွန်တော်ချစ်ပြန်တော့တရုတ်ပြည်သူတွေဘာလို့သူတို့မျိုးချစ်စိတ်နဲ့ခင်ဗျားတို့မျိုးချစ်စိတ်မတူဘူးဆိုတာကိုကျွန်တော်ပြောချင်တာတကယ်အဲ့ဒီမှာပြစ်ဒဇာတွေဖြစ်နေတာမြန်မာပြည်ထဲမှာမြန်မာပြည်ထဲကတားပြိုတမီးပြိုတွေလက်လန်းမပြီးတော့ပဲရှာဖွေမရတော့ဘဲနဲ့အဲ့ဒီကိုရောက်နေတာအများကြီးကြောက်စရာကြီးဒါပေမဲ့ခင်ဗျားတို့မျိုးချစ်စိတ်ရဘလောက်စတန်ဒတ်ရှိတိုင်းပြည်ကိုမချစ်လို့ဟိုဘောမတကောင်ပြောနေနေတိုင်းခင်ဗျားတို့တိုင်းပြည်ကိုမချစ်ဘူးဆိုအဲ့ဒီမှာရောက်နေတဲ့ဗမာတွေ
မြန်မာနိုင်ငံသူနိုင်ငံသားတွေပေါ့ဗျာအဲ့ဒီလူတွေအတွက်ကဘာတိအောင်အုံနဲ့ကျင်းနဲ့စစ်တပ်ကိုကြိုက်တာတွေရောမကြိုက်တာတွေရောဂျားနေတဲ့လူတွေရောဘသူလှုပ်လို့လေလို့ဂရုနဲ့အခုတရုတ်လူမှုကွန်ရက်ကြီးอ่ะအဲ့ဒါတော့မှ Facebook မဟုတ်တယ်လို့သူရဲ့တရုတ်ဝါဘူကနေတမတာ TikTok တွေကနေတမတာထိုင်းတိုင်ပတ်သွားဒါကျွန်တော်အမှန်တိုင်းပြောတာခင်ဗျားတို့တိုင်းပြည်ကိုအဲ့လောက်ချစ်စိတ်လေးတော့ရှိရမယ်ချွေးလည်းမကြဘူးသွေးလည်းမထွက်ဘူးโอเคသူတို့ကတရုတ်နဲ့မြန်မာအဲ့တရုတ်ကထိုင်းနဲ့မြန်မာကိုကောင်းကောင်းဆော့တာစုပ်ပြတ်တတ်နေအောင်ဆော့တာဗျာကဲတနေ့ကို post 9000ကျော်တက်မလုံခြုံတော့ဘူးနော်လူခွေတွေဆုံးရှုံးနေပြီလူကုန်ကူးတွေခံနေရပြီဟာအဲ့လိုချတာဒါညင်သွားအောင်ကျွန်တော်ပြောတာဟိုဘောမကိုပြောလိုက်ခင်ဗျားတို့မြန်မာနိုင်ငံကြီးကိုမချစ်ဘူးလို့ပြောနေတယ်ငပေါ်လေးပေါ့ဗျာတရုတ်ကသူ့လူမျိုးသူတကယ်ချစ်တယ်တရုတ်လူမျိုးချင်းချင်းတကယ်ရိုင်းမင်းနဲ့တကယ်စီယုံနဲ့ဒါကြောင့်ဒီနိုင်ငံအင်အားကြီးလာတယ်တိုးတက်လာတယ်ဆိုတော့အပိုင်းကိုတော့လက်ကိုခံရမယ်ခင်ဗျားတို့တရုတ်တင်မကတော့ဘာတွေပါလာလဲဆိုတော့ဟာခင်ဗျာဗီယက်နမ်တွေရောတိရိလင်္ကာတွေရောအိန္ဒိယတွေရောအဲ့လိုချတာဟုတ်ထိုင်းတိုင်ပတ်ရောဟမ်ထိုင်းနိုင်ငံရဲ့ tourist ဒီလေပတ်နှုန်းကတစ်နှစ်ကို39 တန်းရှိအခုဒီ case ဖြစ်သွားတာတဝက်တောင်ရဖို့အသေးအတန်ဖြစ်သွားဖို့အခုထိုင်းဝင်ကြီးကျော်တရုတ်ကိုသွားတော့မယ်တရုတ်ပြည်မှာသူသွားပြောမယ်တက်ကတူတွေမှာလုံခြုံရတယ်စိတ်ချရတယ်သူတို့ဘလို့တာဝန်ယူတယ်ပေါ့ကျွန်တော်တခုပဲထောက်ပြမယ်ခင်ဗျမဲဆောက်လေရင်ကွင်းဒါမှမဟုတ်မဲဆောက်မြို့ကနေအခုပြောတဲ့နေရာကိုရောက်ဖို့ထိုင်းရဲဂိတ်အနည်းဆုံး10ခုဖြတ်တန်းပြီးတော့မှအဲ့ဒီကန်းဆက်ကိုရောက်ပြီး DKBA ကလှေနဲ့လာခေါ်ပြီးတော့ဟိုဘက်ကစောချစ်သူတို့ရဲ့ BGF ကနေအဲ့လောင်းကစားယုံတွေဖာယုံတွေ online လုပ်တဲ့နေရာတွေကိုပို့လာအဲ့ထိုင်းရဲ10ဂိတ်လောက်ကအဲ့ဒီအဖွဲ့တွေနဲ့သဘောတူထားခြင်းမရှိဘဲနဲ့တော်ယုံတန်ယုံလူကိုအဲ့ဒီကန်းဆက်လေးကိုရောက်သွားဖို့ခွင့်ပြုထားတာမရှိဘူးဒါကျွန်တော်အမှန်ပြောတာဟုတ်ပလားမဟုတ်ဘူးဆိုရင်အဲ့ဒီထိုင်းရဲဂိတ်ကိုဖြတ်နေတဲ့ကားနဲ့ရဲနဲ့စကားပြောနေတဲ့ရုပ်တံတွေပါကျွန်တော်မှရှိကျွန်တော်တို့အဲ့လိုပြတ်တယ်ကျွန်တော်ဝန်တန်းနေအမှန်ပြောရဲတယ်ဗျာဟုတ်ပလားဆိုတော့တရုတ်လူမျိုးရဲ့တို့လူမျိုးအချင်းချင်းကျွန်တော်ဟိုတနေ့ကပြောသလိုညီညွတ်မှုရိုင်းပင်မှုအဲ့ဒီအပေါ်ကဘလောက်ချစ်ဖို့ကောင်းလဲဆိုတာခဏအဖြေထွက်လာတယ်ဒါတရုတ်ဆိုရတော့သူ့အကျိုးစီးပွားအတွက်သူစဉ်းစားလိုက်ဟိုနေ့ကျွန်တော်ရေးတယ်အောင်စီရလည်းပြောင်စီရဖြစ်နေဝင်ဖတ်လိုက်ဗျာကျွန်တော်ရေးထားတယ်ခင်ဗျားတို့ဖတ်တော့ဖြည်းဖြည်းလေးဗျာစဉ်းစားဗျာတွေ့လိမ့်မယ်ဒါကြားဖြန့်ကိစ္စနဲ့ပတ်သက်လို့နောက်ထပ်လူထပ်ပြောက်အောင်မယ်အခုကြားဖြန့်ကနေရာ၄ခုကိုရွှေ့သွားတယ်နောက်ဆုံးပွန့်လင်းပြောမယ်ဗျာစိတ်မဆိုးနဲ့ဗျာမြန်မာနိုင်ငံရန်ကုန်မြို့ကဝေဇီယန္တာလမ်းတစ်လျှောက်လုံးမှာဖွင့်ထားတာကြားဖြန့်ကြီးပဲလားမြန်မာစစ်တပ်ကအကြီးအကဲတွေနဲ့မသိဘဲနဲ့ဖွင့်ထားတဲ့အရက်ဆိုင်တွေဘားဆိုင်တွေအနှိတ်ခမ်းတွေတခုမှမရှိဘူးကျွန်တော်တနေ့ကောင်းကောင်းဆော်ဝင်ကြည့်ရုပ်တန်နေနဲ့လာဟုတ်ပြီနော်မင်းအောင်လိုက်မင်းအောင်ကစိန်ခေါ်လိုက်မင်းတို့ပေးထားတဲ့ဝေဇီယန္တာလမ်းကြီးတစ်ခုလုံးတင်ကန်းညွန့်မြို့နေအကုန်ကြားဖြတ်မင်းတို့နဲ့ရိုက်စားထားတာငါအကုန်သိအဲ့ဒီမှာမင်းတို့ပါကင်ဖောက်တာတွေပါကင်ဖွင့်တာတွေလုပ်ပြီးတော့မှနေဆက်တွေကိုထပ်ပို့တာပြောလိုက်ရင်တိုင်းပြည်မချစ်ဘူးဝေဇီယန္တာလမ်းကိုဘိုဒိုဇာနဲ့ထိုးလိုက်ကြားဖြန့်ပိုးဟတ်တွေပဲမြေကြီးပေါ်မှာတွေ့ရโอเค
တေချာအောင်ပြောတာနော်တရင်အချက်လောက်ပိုင်ပေးတာပိတ်လိုက်ဟိုဘက်ဒီဘက်အကုန်မိတယ်မူရဲ့ဆေးဝါးဘောင်းစုံရတယ်ဟုတ်လားဟိုတိုင်းပြည်မချစ်ဘူးပြောတဲ့ကောင်တော်မှာဒီကောင်ပဲပြောမှကိုတော်ကြားဘူးတဲ့ happy water တဲ့သူတော်တောက်ဘူးတဲ့အဲ့လိုမျိုးမူရဲ့ဆေးဝါးမူရဲ့ထုံထိုင်းစီတော့အရာအဲ့လောက်ပေါ်တာတိုင်းပြည်မချစ်ဘူးမချစ်တာသူ့အမေလင်နေမချစ်တာ तू မသိဘူးဟောနိုင်ငံရေးပါတီတွေကိုတိုက်ခိုက်လိုက်ခိုးတောင်တိုက်ခိုက်လိုက်အခုဟာစစ်တပ်ကိုဘယ်လိုလုပ်ရမလဲလူ9000ပဲရှိတယ်မင်းတို့လူ9သိန်း4သိန်းခွဲကျော်9သိန်းရှိတဲ့ကောင်မတိုက်နိုင်မင်းညွတ်လို့လေညီညွတ်ဖို့ကျွန်တော်ပြောတယ်စုပေါင်းဖွဲ့ဖို့ကျွန်တော်ပြောတယ်လေညီနောင်3ဘွဲမဟုတ်10ဘွဲဖြစ်ဖို့ကျွန်တော်ပြောခဲ့တယ်လေမင်းတို့ခုနှစ်ထိရတာမဖြစ်ဘူးလေဟုတ်တယ်မလားအခုဆိုရင်ငါးစားတစ်ဆဖြစ်နေတကယ်ပြောတာဗမာတနိုင်ငံလုံးမှာတော်လှန်နေတဲ့အင်အားစုနဲ့တခိုးကြပိုးလူလေးအောက်တန်းစားလူရုပ်မာရဲ့အင်အားစုခင်ဗျယူနီဖောင်းဝတ်ပြီးတော့လမ်းပေါ်မှာထွက်လျှောက်ရဲတဲ့ကောင်ရှိတာငါမြန်မာစစ်တပ်ကစစ်ဘိုလ်ပဲဆိုပြီးတော့ဆောက်ကြွားနဲ့ဟိုးတစ်ခက်ကလို့မဆလာခက်ကလို့အိတ်ကလေးဆွဲပြီးတော့စုလေဖျားလန်းလို့ပါဘူးအဲ့လိုမျိုးပေါ့လေရှောက်ရဲတဲ့ကောင်ရှိလို့တွေးတဲ့ကောင်ထားရိုက်မယ်ခက်ကြီးလေအဲ့လောက်ကိုနဲသွားဒါကိုပြောတာနော်လူတို့အချစ်မြတ်တာတွေအဲ့လောက်ရနေတာဒါကျွန်တော်အမှန်ပြောတာဆိုတော့အကုန်တခိုးချဘူးတွေလေအောက်တန်းစားလူယုံမှာလူတို့အမြင်ဒီကောင်လူယုံမှာဒီကောင်တခိုးဒီကောင်ချဘူးဒီလိုပဲနားလေတော့တာဟာတိုင်းပြည်ကိုပြပရန်တွေရောဘာရန်တွေရောညာရန်တွေရောတူလားဟာရန်သူမျိုး9ပါးရန်သူမျိုး10ပါးငါဟာအကုန်ကာကွယ်ပေးတဲ့ကောင်လို့မမြင်တော့ဘူးအဲ့ဒီရဲ့ mindset အချင်းပြောင်းရဲ့အခွင့်အရေးကိုဒီတော်လှန်နေတဲ့အဖွဲမပြောနဲ့ NUG ဆိုတဲ့ပြောရင်တော့ခင်ဗျားတို့ကျွန်တော်ကိုဆဲအောင်မယ်ကျွန်တော်ဒီကောင်တွေရဲ့အမျိုးတွေဆွေတွေဒီမှာရောက်နေတာလေကျွန်တော်တွေးရတယ်ဗျာနေတာထိုင်နေတဲ့ပုံစံတွေလည်းတွေးရတယ်ဗျာကဲကျွန်တော်တော့ပြောလိုက်သေးတယ်ဆရာကိုရှယ်လီရဲ့ကျမတို့ကဒီလိုပဲနေပါလားနော်ဘာဖြစ်ပါလဲနော်ညာဖြစ်ပါလဲငါလည်းအဲ့လိုမျိုးတလားဟိုမှာတော့တေးနေတယ်ပြက်နေအုံနာကြိုးကန်းနေဖြစ်နေအခုမှထွက်လာတာကျွန်တော်အရင်မျက်စိနှလုံးကွယ်သွားတဲ့လူတွေကိုကျွန်တော်ထိုင်းရောက်တုန်းကဖျားသုံးစုလမ်းကနေဆွဲထုတ်ပြီးတော့စံကရပူရီမှာသူတို့အတော်စီကိုပို့ပေးခဲ့တယ်ဆိုတဲ့အကြောင်းအရာကျွန်တော်ပြောဘူးတယ်ဒီကလေးတွေတက်ကလူចောင်းသားလေးတွေနော်ညီကိုနှစ်ယောက်ဒါလည်းကျွန်တော်အမှန်ပြောခဲ့တာဟောအခုကြတော့ကျွန်တော်ဘာလာပြောလဲဆိုတော့NUG လူတက်ခေါ်နေပြီတဲ့ခမောက်ဝင်လို့ပါလားတဲ့အကုန်ခိုးသွားပြီခေါင်မိုးတော်မရှိတော့ဘူးနိုင်ရန်လည်းမရှိတော့ဘူးတိုင်တော်မှရိုက်နေတာဗျာအဲ့ဒါကိုတယောက်မှလည်းရေးမိဘူးအဲ့ဒါကြီးကိုကျွန်တော်တို့ကပြန်လုပ်ပေးရမယ်စောက်ချိုးမပြေတာကိုပြောတာနော်ကျွန်တော်ရိုင်းတာမဟုတ်ဘူးဒါတွေဖြစ်နေတာကိုခင်ဗျားတို့ပူပေါင်းဆောင်ရွက်ရင်တစ်ဖက်ကိုလည်းအေးယူတစ်ဖက်ကိုလည်းပြန်လဲတီဆောက်မုံမှန်ကုတ်ကဲမဲ့ဘလို့လာမှာအခုခိုးတဲ့ကောင်တွေကခိုးဆိုးတဲ့ကောင်တွေကဆိုးဟို BBC မှာအောင်မျိုးမင်းပြောသလိုပေါ့ကျွန်တော်တို့လည်းပြောပါကျွန်တော်တို့လည်းတိုင်ပါတစ်ဖက်တည်းကိုလည်းဟာမင်းတို့လူလေတိတ်လို့လွန်းတယ်မင်းတို့NUG ရိုးရှင်းလေးငါအကြံပေးလိုက်မယ်မြန်မာနိုင်ငံမှာမင်းတို့ပြောနေတဲ့ပ3လုံးတွေရောပေါက်လွတ်ပဲစားတွေရောပေါက်ပန်း40တွေရောနော်ဖာတယ်မသားတွေဖာကောင်းသားတွေရောနော်ငါတခါလေးပြောလိုက်မယ်မင်းတို့ငါပြတ်တယ်မင်းတို့စောက်ကြားတယ်မထည့်ဘူးငါမင်းတို့စောက်အောင်နှောက်အဆင်းလောင်နေမင်းတို့ပိတ်ထောင်လိုက်လေNUG လောက်ခံတပ်ဖွဲ့များလူအခွင့်ချိုးဖောက်မှုခြင်းကိုတိုင်တန်းတဲ့ပိတ်တင်လိုက်လေလူတွေအကုန်ဝင်ကြီးတိုင်လေလူတွေလည်းအားလုံးဖတ်လို့ရအောင်မင်းတို့လုပ်လေအဲ့ဒီလိုလုပ်ပြီးတော့မှမင်းတို့ကဘလို့စီရင်နဲ့ဆုံးဖြတ်တယ်ဘလို့အရေးယူတယ်ဆိုတာလေဒီပေါ်မှာပြလေဒါ transparency လေဒါပွင့်လေးမြင်တာမှုလေ
တိုင်တန်းမှာဘာဖြစ်တာညာဘယ်မှာသွားတိုင်မင်းတို့ကိုယ်တိုင်ဘယ်မှာနေရမှန်းမသိဘူးဟုတ်တယ်မလားပြောနေတာ page ဖွင့်လိုက်လေ website ထောင်လိုက်လေအဲ့ဒီပေါ်မှာဖြစ်တဲ့ပြဿနာမှန်မှန်ကန်ကန်တက်တည်တက်ကာရအချက်လက်နဲ့ဝင်ရောက်ရေးပေးနိုင်ဖို့မင်းတို့ page တွေပေးလိုက်လေဝင်ရေးကြမယ်ကြံတဲ့လူလည်းဝင်ကြည့်ကြမယ်လေမင်းတို့ကလည်းဘလို့အရေးယူဆောင်ရွက်နိုင်တယ်ဆိုတာကိုပြရမယ်ဒါကကဘာကြီးကမြင်ပါလေမင်းတို့လိန်ထားတာတခုပြောမယ်ဇင်မောင်ငါကိုရှယ်ပြောတယ်နော်ဘာကောင်မှမဟုတ်အမေရိကန်နိုင်ငံကြီးဌာနဂျိုးဘိုင်ဒန်မစ္စတာဂျိုးဘိုင်ဒန်တမန်ကြီးဂျိုးဘိုင်ဒန်လက်ထက်ကကျောင်းမတက်နဲ့ကျောင်းထွက်ဖို့ပြောခဲ့တဲ့ကိစ္စကိုမင်းတို့ကိုခေါ်ပြီးဆုံးမတယ်လေဟုတ်လား social genocide လုပ်တယ်ဆိုပြီးတော့နော်လူမှုရေးမင်းတို့တင်းတတ်တယ်ဆိုပြီးတော့မင်းတို့ခေါ်ပြောတာအမေရိကန်နိုင်ငံကြီးဌာနဒါကိုမထောက်ခံနိုင်ဘူးလို့ပြောတာလေအဲ့ဒီတရင်မင်းတို့ဘာလို့မထုတ်ပြန်တာငါတို့မှာ record ရှိတယ်ကွာဒါလို့အမှန်တရားပြောရမယ်ဒါမင်းတို့လောက်ရမယ်အပိုင်းကိုငါပြောလိုက်ပြီနော်အကြံပြုတ်ပါဆိုလို့အာချောင်နေတဲ့ကောင်တွေကိုအကြံပြုတ်လိုက်တယ်မင်းတို့အန်ယူဂျီကိုပြောလိုက်မင်းတို့ page ဖွင့်လိုက်မင်းတို့ရဲ့လူခွေချိုးဖောက်မှုတွေကိုဒေတာတွင်းမှာတိုက်တန်းလို့ရတဲ့ page ဖွင့်လိုက်ဘသူ့ကိုမှလှုပ်ဝက်စာပို့ကြရမလို့မင်းတို့မဲဆောက်မှာငါးနှစ်သမီးလေးကိုမရင်းကျင်နဲ့အဲ့လက်ထောက်ပေါင်မုတ်ခရောအဲ့သမီးလေးကိုငါသွားတွေ့ခဲ့တာကွာဘလို့မရင်းကျင်ခံရတယ်ဆိုတာလေငါအကုန်သိတာငါဓာတ်တွေကိုပြန်မလှန်ကျင်တော့မင်းတို့လိုအပ်ချက်ကျွန်တော်တို့တိုင်ပါဆိုတာမဆာလာစကားမပြောနဲ့သွား32ချောင်းထွက်သွားမယ်ခွေးမသားတွေငါမရိုင်းနေဘူးမင်းတို့ဟုတ်လား page ဖွင့်ပေးလိုက်တကဘာလုံးဝင်ကြည့်လို့ရမယ်ဗမာလိုအကုန်ရေးအားလုံးအင်္ဂလိပ်လိုဘာသာပြန်လို့ရတယ်ဒီခေတ်ကြီးမှာအောင်မျိုးမင်းကိုပြောလိုက်မင်းလူခွင့်ဝင်ကြီးတိတ်တက်တိရှိနေလား page ဖွင့်ပေးလိုက်စောက်ကြီးစောက်ကြိမ်မပြောနဲ့လို့ဟုတ်မလားယောက်ျားလိုမိန်းမလိုမလုပ်နဲ့လို့โอเคဒါ right way ပဲကွာလူလည်းမလုပ်စမ်းပါနဲ့လူသားတွေပဲကွာ BBC ကမေးတဲ့ကောင်ကငါလိုကောင်ဆိုရင်အဲ့ကောင်ကျွန်းပြန်သွားမယ်အဲ့လိုတိုင်တန်းဖို့ဘယ်လိုလမ်းပေါက်တွေအားလုံးသိမြင်လေ့လာနိုင်အောင်ခင်ဗျားတို့ကလည်းအရေးယူဆောင်ရွက်နေတာကိုအားလုံးသိအောင်လှုပ်ပေးထားတာရှိတာလဲဆိုတော့ဝေဖြိုးမမေးဘူးဝေဖြိုးဆိုမနေ့တည်းမွေးလာတဲ့ကလေးလေးကွာဒါငါအမှန်ပြောတာငါမေးပလိုက်မှာတော့ငါဆိုမေးချိတ်လိုက်မှာစောက်ချက်ကွဲထွက်သွားမယ်ဟုတ်လားမြန်မာစစ်တပ်အဲ့ဒါမလုပ်ရဲဘူးမြန်မာစစ်တပ်လည်းမဖွင့်လာဘူးသူတို့စစ်တပ်တွေဘယ်နေရာမှာလူခွင့်ချိုးဖောက်နေဘလူတွေကိုတတ်နေတယ်ဘလူတွေသိနေတယ်အဲ့ဒါကိုတက်ရေးကြတက်တိုင်တန်းကြဆိုတာဖုန်းနံပါတ်ပေးတယောက်မှမဆက်နဲ့ဆက်လို့မရဘူးမြန်မာလူခွင့်ကော်မရှင်တော်ကဘာပယ်ပလိုက်ပြီဘာတိုင်တိုင်ဘာမှအရေးမယူလို့မဟုတ်တာတွေလောက်တာတွေကိုလည်းထိုင်ကြည့်နေလို့ဟုတ်ပလားကဲတေချာအောင်ပြောမယ်2020ခုနှစ်အစပိုင်းလေးမှာကြောက်တန်းကြေးရွာစာတင်ကျောင်းညကြီးမှာစစ်တပ်ကပြစ်တက်တဲ့အကြောင်းကိုဗီဒီယိုဖိုင်နဲ့ကျွန်တော်တင်ခဲ့တယ်ရခိုင်နေကြည့်ဘူးတယ်အောင်မျိုးမင်းဘာတန်ထွက်လာတယ်ဒီဗီဒီယိုဖိုင်ထွက်မှာအဲ့ဒီအချိန်မှာအောင်မျိုးမင်းအခုအန်ယူဂျီကလူခွင့်ဝင်ကြီးလုံးနေတဲ့ကောင်ဘာတန်ထွက်လာတယ်မင်းအင်တာဗျူးတွေမင်းပြန်ဖွင့်ပြလိုက်ကွာကြောက်တန်းကြေးရွာနော်ရခိုင်ကညတကောင်ကျော်ကြီးပြစ်တက်တာစာတင်ကျောင်းလေးတစ်ခုထဲမှာအကုန်ပိတ်လောင်ထားပြီးတော့ဝိုင်းပြစ်တက်တာထွက်ပြေးတာကိုလာရောင်အောင်မှာဝရင်တုတ်တွေနဲ့ရဲတွေကလိုက်ရိုက်နေတာနံပါတ်တုတ်တွေဒါတွေပါငါတင်ပြခဲ့တယ်မင်းတို့ဘလို့ဖာထေးလိုက်ကြလဲစောက်ရှက်ရှိဖို့လို့ရိုင်းတာမဟုတ်တိတ်ပြီးတော့ဟန်ဆောင်ကောင်းနေတဲ့ကောင်တွေကိုအဲ့ဒီအဖုံးကိုဖွင့်ပြရ
ခမရတို့မှတ်တာတန်ရကိုပြောရတာဝေဖြိုးလည်းပြောလိုက်မယ် BBC ကကောင်ခိုးလို့ဒီလိုမမင်းနဲ့မြန်မာနိုင်ငံကအသက်တွေကမင်းတို့လာစာစားဖို့မဟုတ်တိုင်တန်းပါလောက်နဲ့မရဘူးဘယ်လိုတိုင်တန်းအားလုံးသိအောင်ဘယ်လိုလုပ်ထားလဲဘယ်လိုအရေးယူတယ်လဲဒီလိုပွင့်လင်းမြင်သာသွားအများပြည်သူလက်ခံနိုင်ပြီယုံကြည်ကိုးစားလာနိုင်တဲ့အစိုးရတက်ဖြစ်အောင်မင်းတို့တော့အထောက်အကူပြုရမယ် BBC ကဝေဖြိုးတဲ့ကောင်လေးကိုပြောလိုက်တယ်ငါမွေးငါသားတော်ရှိတာမလို့မင်းတို့သတင်းပညာဟုတ်လားလာခဲ့စမ်းမင်းအင်္ဂလိပ်လို talk ကြည့်စမ်းပါငါ့ကိုစုပ်ပြတ်တိုက်ထွက်သွားမယ်ဟုတ်လားဆိုပေးခြင်းတဲ့ message ကအကုန်လိမ့်တာမြန်မာစစ်တပ်လည်းဒီတိုင်းပဲအများပြည်သူသိနိုင်တဲ့ website ကြီးလုပ်လိုက်လေမင်းတို့စစ်တပ်တွေမင်းတို့ဘလို့လူပါဝါအဲ့ပေါ်မှာတက်ရေးကွာတိုင်တန်းကြကွာကြံတဲ့လူလည်းဝိုင်းကြည့်ကြမယ်ကွာမင်းတို့ဘလို့အရေးယူတာလဲချပြလေကွာမင်းတို့နှစ်ဖက်စလုံးရဲ့လူသားဆန်မှုကိုအခြားလူသားတွေသိအောင်ပြရဲသလားလို့ဒါကိုပြောတာဟုတ်ပြီလားငါကအမှန်တိုင်းပြောတာမင်းတို့နေရာမှာငါနေကြည့်ငါတိုင်းပြည်ကိုငါချစ်ငါလို့လို့ကဘာကလည်းငါ့ကိုလေးစားမယ်ငါရဲ့ပွင့်လင်းမြင်သာမှုကိုအားလုံးသိမှတ်ပြုသွားစေရမယ်ဘာမှမခက်တဲ့ကိစ္စကွာတိုင်တန်းပါနဲ့နှစ်ဖက်စလုံးခွင်းမသားတွေတလိမ့်ဆန်နေငါဆဲတာမဟုတ်ဘူးမင်းတို့နဲ့တန်တဲ့စကားပြောတာ page ဖွင့်ပေးလိုက်โอเคမင်းတို့ရဲ့အရေးချင်းရှင်းလင်းလေးမြင်သွားဟုတ်ပါလားကိုရှေပြောတာနောက်ဆုံးတစ်ခုပြောမယ်တိုင်းသားတွေနဲ့ပတ်သက်လို့ TNL နဲ့ PDF နဲ့ဖြစ်တဲ့ file တွေတွေ့တယ် KIA နဲ့ MNDAA ဖြစ်နေတဲ့ file တွေလည်းတွေ့နေရတယ်သိနေရတယ်ကျွန်တော်ခင်ဗျားတို့ကိုရိုးရှင်းလေးပဲပြောလိုက်မယ်ခင်ဗျားတို့ကကိုသွားခြင်းနဲ့ပန်းတိုင်ကိုမရောက်သေးခင်မှာခင်ဗျားတို့အချင်းချင်းပြဿနာတက်ပြီးနောက်ပြန်လှည့်သွားတဲ့ဘဝမျိုးရောက်သွားတယ်ဒါအမှန်ပြောတာကျွန်တော်နော်ခင်ဗျားတို့တိုက်နေတဲ့တိုက်ပွဲဟာကိုအခွင့်အရေးကိုရှာနေပြီးတော့တိုက်တဲ့တိုက်ပွဲတွေဖြစ်နေတယ်အိုးစားဘက်ဆိုတဲ့တိုက်ပွဲမျိုးမဟုတ်သေးဘူးဒါကိုအာရခတက်တော်ကိုလည်းပြောခြင်းနဲ့အိုးစားဘက်ကိုမွေးထုတ်ပါအိုးစားဘက်တွေနဲ့ပူးပေါင်းပါအိုးစားဘက်တွေနဲ့ပို့လို့ပါဟုတ်ပြီနော်အိုးစားဘက်ဆိုတာအိုးတစ်လုံးထဲမှာတိုးမတိုးဟင်းထမင်းအကုန်အတူစားပြီးတော့တွေးခြင်းနီးမနီးတိုးခြင်းစားလာတဲ့အသက်ဝိညာဉ်တစ်ခုတည်းဆိုပြီးတိုက်ကြဟုတ်ပါလားဆိုတော့တာဖုံးကျော်ကိုလည်းပြောခြင်းတယ်နော် MND ကခေါင်းဆောင်တွေကိုလည်းပြောခြင်းတယ် PDF အတွက်ကတော့ NUG ကပြောလို့မရဘူးဘာဆောက်အဆင့်မှလည်းမရှိဘူးအဲ့ဒီသူ့အောက်မှာရှိနေတဲ့ကလေးတွေကလက်နဲ့ရခြင်းလို့စစ်အာဏာရှင်ကိုမကြိုက်လို့တော်လှန်ခြင်းလို့ဒီတိုင်းသားဒေသတွေကိုရောက်ပြီးသူ့လူဆိုတော့ तू ကနိုင်ငံတကာမှာစည်ရင်ထုတ်ကြေညာနေတာဟိုကလေးလေးကသူ့ကိုထိုးကြိတ်ကန်ကြောက်ဖို့လုံတော့ဘက်လေးတော့အာနာပေးပါလို့ပြောနေရတာငါတို့အထက်လူကြီးရှိတယ်ငါတို့အထက်လူကြီးနဲ့မင်းတို့ညှိနှိုင်းစကားပြောဆောင်ရွက်ပါလို့ပြောခွင့်မရှိတာ PDF ဘာလို့အဲ့ဒီလူကြီးတွေကဟိုလက်တူလက်ရှိဝါပေါ့ဗျာသူတို့ကဘလို့ခေါ်ကျွန်တော်လက်တူလက်ရှိဝါလက်တူကောင်ကပြန်ခေါ်တာတော့မှလက်တဲ့တွေမလာဘူးခင်ဗျားတို့ဒါအမှန်ပြောလိုက်တာဒီမှာခံစားနေရတဲ့အခွင့်အရေးလုံခြုံမှုစီးစိမ်ခင်အဲ့ဓာတွေနဲ့လာမလားလို့စွန့်လွတ်ပြီးတော့ဟုတ်တယ်မလားမလာဘူးလက်တူလက်ရှိဝါကိုပြောပြလိုက်လူတက်မွေနမဲပြောင်းအဲ့ဒီကောင်တွေကန်ထုတ်လိုက်တာပဲရှိတယ်
ကျွန်တော်စီးရီးယားအကြောင်းပြောပြီးဘယ်လိုတိုက်သွားလဲစီးရီးယားပြည်ပရောက်အစိုးရဘာညာဘယ်မှာရှားမှန်းတော့မသိတော့နိုင်တဲ့ကောင်အတိမှတ်ပြုတယ်ဒါပဲဟုတ်ပလားအခုဒီ PDF လေးတွေဒီလိုဖြစ်တာတောင်မှငါတို့မှအထက်လူကြီးရှိတယ်မင်းတို့ငါတို့အထက်လူကြီးတွေနဲ့ညှိနှိုင်းစကားပြောပါငါတို့အဲ့လိုတော့မစော်ကားပါနဲ့အဲ့လောက်တော့ပြောခွင့်မရှိဘူးဟုတ်ပလားဒါကြောင့်တာဖုံးကျော်တို့ရော MNDA တို့ရော KIA ကတော့သူကနိုင်ငံရေးတော်တော်ပါနတ်တယ်နော် KIA နဲ့ PDF ဖြစ်တဲ့ပြဿနာတိတ်မရှိဘူးရှိရင်လည်းရှိမယ်အဲ့ဒါကျွန်တော်တိကျမသိတာလည်းပါရင်ပါမယ်ဒါကျွန်တော်အမှန်တိုင်းဝန်ခံနေတော့အမှလည်းမရှိလို့ဒါပေမဲ့အဲ့လောက်တော့လူသိထင်ရှားကြီးမဖြစ်ကြဘူးပေါ့နော်ဆိုတော့ပေးခြင်းတဲ့ message က NUG ကဒီလိုကလေးတွေဖြစ်နေတဲ့ပြဿနာတွေကိုသူတို့ဩဇာအာဏာရှိဒီကလေးတွေကိုတာဝန်ယူနိုင်တဲ့အခြေအနေမျိုးနဲ့အကာအကွယ်ပေးထားတာမဟုတ်ဘူးဟုတ်လားဒါကျွန်တော်အမှန်တိုင်းပဲပြောပြတာဆိုတော့အဲ့ဒါကိုတွေးကြတော့ကချင်နေတော့မခံနိုင်ဘူးကျန်တဲ့တိုင်းရင်းသားတွေလည်းမကြည်နပ်ဘူးဒီလိုဖြစ်နေတာဟာပညာမတက်လို့ရောတက်လို့အဲ့လိုပြောနေကြအမှန်မှာတော့အထက်ကခေါင်းဆောင်တွေကအသေးချဒီတော်လှန်ရေးတရားဟာဦးစားဘက်ဦးစားပေါ်တော်လှန်နေတယ်ဆိုတဲ့အဘိဓမ္မာမျိုးအတွေးခေါ်မျိုးမရိုက်သွင်းထားလို့မတင်ကြားထားပေးလို့ဖြစ်တယ်လို့ကျွန်တော်နားလည်တာဟုတ်မလားအဲလက်ဒူလက်ရှိဝါကိုလည်းပြောပြလိုက်နော်စောက်ကူလည်းမဆိုင်ဘူးမင်းတို့ရေလည်းမတောက်ဘူးထမင်းလည်းမစားဘူးကွာမင်းတို့တိုင်းပြည်ပြန်လာခွင့်ယူမှလည်းမဟုတ်ဘူးဒါပေမဲ့မင်းတို့လွဲနေတာကိုရှင်းပြပြီးတော့ရခိုင်ကိစ္စနဲ့ခုနဖြစ်တဲ့နှစ်ယောက်ကိုလည်းပြောပြလိုက်အဲအော်ဂျင်တဲ့ကောင်အော်ပလေးစီခင်ဗျားတို့မှာအတိအကျအရေးယူတဲ့ document စနစ်တကျဒါကိုဆောင်ရွက်ခဲ့တဲ့စီမင်းစည်းကမ်းနဲ့အတူလုပ်ခဲ့တဲ့ဥစ္စာကလွယ်လို့ကြံတာဘာမှခင်ဗျားတို့ယူဆိုင်ကြမလို့ကဘာကြီးကခင်ဗျားတို့ထက်များတယ်ဗျာမတရားလုပ်ထားတာဟုတ်လားအခုဖြစ်နေတာကအခြားကလောင်နေနဲ့ NGO ပေါင်းပြီးတော့ထုတ်ပြန်လိုက်တဲ့သတင်းကိုမြန်မာနိုင်ငံမှာရှိတဲ့တော်လှန်ရေးသမားနဲ့နိုင်ငံသူနိုင်ငံသားအားလုံးလိုက်နာရမယ်စောက်ချိုးမျိုးချိုးတာဟုတ်ပါလားအခြားကလောင်နဲ့ NGO တွေပေါင်းပြီးတော့ထပ်ပြောတာသူတို့ထုတ်လိုက်တဲ့သတင်းအချက်လက်ဆိုရင်ဗမာတနိုင်ငံလုံးလှဲနေလျှောက်မြင်းဆောင်မကျက်အခြားကလောင်နဲ့အချောင်ကလားနဲ့ NGO တွေထုတ်တဲ့ဥစ္စာကိုလိုက်နာရမယ်စောက်ချိုးမျိုးချိုးတာငါကိုရှယ်လေဒီနေရာမှာရပ်ပြီအမှန်နဲ့အားလုံးပြောတာကျေးဇူးတင်ပါ